မင်္ဂလာပါခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံမှာကွန်းစားတဲ့ဓလေ့ကလူကြီးလူငယ်မရွေတော်တော်ဒီအမြင့်တဲ့နေတာအားလုံးအသိပဲဖြစ်ပါတယ်ကွန်းစားတာကသွားပြည့်စည်တယ်ပါဇက်ကန်ဆာသစ်စီရဲဆိုတာလူတိုင်းသိပေမဲ့အမျိုးသားတွေရဲ့လိန်ကျမ်းမာရေးကိုဘယ်လိုထိခိုက်စေလဲဆိုတာကိုတော့လူပြောနေပါသေးတယ်ဒီနေ့ဗီဒီယိုမှာတော့ကွန်းစားခင်ကအမျိုးသားစွမ်းဆောင်ရည်အပေါ်ဘယ်လိုစူးကျူးတွေပေးလဲဆိုတာကိုပွင့်ပွင့်လင်းလင်းဆွေးနွေးသွားမှာဖြစ်ပါတယ်ကွန်းရတရားမှာအဓိကပါဝင်တာတွေကကွန်းရွက်ကွန်းတီထောက်နဲ့ဆေးရွက်ကြီးတို့ထည့်ပါတယ်။ဒါပေမဲ့ပြဿနာကအဲ့ဒီထဲမှာပါတယ်အယ်ကာလွိုက်နဲ့နီကိုတင်းဓာတ်တွေပါ။ဒီဓာတ်တွေကခန္ဓာကိုယ်ထဲကိုရောက်သွားတဲ့အခါအမျိုးသားတွေရဲ့အဓိကအသက်သွေးကြောစနစ်ကိုဘလို့ဒုက္ခပေးတယ်လဲဆိုတာစက်ကြည့်လိုက်ရအောင်။အမျိုးသားတယောက်ရဲ့လင်ရင်ကတောင်းတင်းမှုဆိုတာတကယ်တော့သွေးလေပတ်မှုပဲဖြစ်ပါတယ်။လိန်စိတ်နိုးကြလာတဲ့အခါသွေးတွေကလိန်အင်္ဂါစီကိုအရှိန်အဟုန်နဲ့စီးဝင်သွားရတာကဒါကိုကွမ်းရာကဘလို့တားဆီးတယ်လဲဆိုရင်ဆေးရွက်ကြီးမှာနီကိုတင်းဟာသွေးကြောတွေကိုချက်ချင်းကျင်းစေတဲ့ vasoconstrictor ဓာတ်ဖြစ်စီဖြစ်ပါတယ်သွေးကြောတွေကျင်းသွားတဲ့အခါအောက်ပိုင်းကိုသွေးစီးဆင်းမှုလုံလောက်အောင်မရောက်တော့ပါဘူးထုံးရဲ့အခန်းကဏ္ဍထုံးကကိုယ်တိုင်ဒုက္ခမပေးပေမဲ့သူ့ရဲ့အယ်ကာလီဂုဏ်ဓာတ်တွေကကွမ်းသီးနဲ့ဆေးရွက်ကြီးတွေကအစိတ်ဓာတ်တွေကိုခန္ဓာကိုယ်ထဲပိုပြီးမြန်မြန်နဲ့အများကြီးစိတ်ဝင်သွားအောင်တာဖို့တခုလိုကူညီပေးပါတယ်။ရလာသွေးကြောတွေမာကြောကျင်းမြောင်းလာတဲ့အတွက်လိန်အင်္ဂါတောင်တင်းဖို့ခက်ခဲလာတာဒါမှမဟုတ်ကြာရှည်မထိန်ထားနိုင်တာမျိုး erectile dysfunction ဖြစ်လာရတာပါနောက်ထပ်အရေးကြီးတာကတော့သားသမီးရနိုင်စွမ်းတဲ့အမျိုးသားဟော်မုန်းပါဒီနေရာမှာကွမ်တီကအဓိကတရားခံပါကွမ်တီမှာပါတဲ့အရီကိုလင်ဓာတ်ဟာအမျိုးသားဟော်မုန်းတက်စတက်စတရွန်ထုတ်လုပ်မှုကိုတိုက်ရိုက်နှောက်ယှက်ဖြစ်စေပါတယ်ဒီဟော်မုန်းနဲ့လာရင်လိင်စိတ်ဆန္ဒလုံးဝကျဆင်းသွားတတ်ပါတယ်တော့ပေါ်ပုံတရံပျက်စီးချေအရီကိုလင်ဟာတုပ်ပိုးရဲ့ခေါင်းပိုင်းနဲ့အမီးပိုင်းကိုပုံစံပြက်ယွင်းစေပါတယ်။ပုံစံမမှန်တဲ့တုပ်ပိုးတွေဟာမာမျိုးဥစီကိုကုခတ်မကွာနိုင်တော့ပါဘူး။ DNA ပျက်စီးမှုကွမ်းစားချေကတုပ်ပိုးတွေကမျိုးပြီးစ DNA ကိုပါကျိုးပြတ်ပျက်စီးစေနိုင်လို့တားပြတ်တားလျှော်ထပ်တာဒါမှမဟုတ်မွေးရပါချိုရင်းချက်တွေအထိဖြစ်နိုင်ခြေရှိပါတယ်။အနည်းချို့ရရင်တော့ကွမ်းစားတာကပါဇက်ပဲပျက်စီးတာမဟုတ်ပါဘူးခန္ဓာကိုယ်ရဲ့ engine ဖြစ်တဲ့သွေးကြောစနစ်နဲ့မျိုးပွားအဖွဲ့အစည်းတစ်ခုလုံးကိုပါတိုက်စားပစ်တာပါသင်ဟာအိမ်တော်ရှင်တယောက်ဖြစ်စေအနာဂတ်မှာမိသားစုဘဝတည်ဆောက်မဲ့သူဖြစ်စေကိုယ့်ရဲ့အမျိုးသားဆွမ်းဆောင်ရည်ကိုထိန်းသိမ်းခြင်းတယ်ဆိုရင်ကွမ်းကိုအတက်နိုင်ဆုံးရှောင်ကျဉ်တဲ့ပါတယ်ကွန်းဖြတ်ဖို့အကြံပြုချက်များပေးလိုပါတယ်ချက်ချင်းဖြတ်ပါရှော့စားတာထက်ပြတ်တော့ဖြတ်တာကဟော်မုန်းစနစ်ပြန်လဲကောင်းမွန်ဖို့ပိုးမြန်စေပါတယ်အစားထိုးအထုံးပြပါကွန်းစားခြင်းစိတ်ဖလာဟင်ပြီးကဒါမှမဟုတ်ဂျင်းပြားလေးတွေငုံပေးပါရေများများတောက်ပါခန္ဓာကိုယ်ထဲကအစိတ်တောင်တွေစီးထဲကတစ်ဆင့်စွန့်ထုတ်ဖို့လိုပါတယ်ကိုကျမ်းမာရေးကကိုလက်ထဲမှာပဲရှိပါတယ်ဒီဗီဒီယိုကတဲ့အတွက်အကျိုးရှိစေမယ်လို့မျှော်လင့်ပါတယ်ကွန်ဆာရီတဲ့တငယ်ချင်းတွေကိုလည်းဒီဗီဒီယိုလေးနဲ့တတိပေးလိုက်ပါဦး like subscribe လုပ်ထားအောင်နော်အားလုံးပဲကျမ်းမာတန်ဆွမ်းတဲ့အမျိုးသားများဖြစ်ကြပါစေ